Now some cracker the crater wine to S by K. Wine S by K the rada S got out of there, a bank game. Bank game poser. And my high key had don't yanem in yaw. Don't yanem you see. Not a bay. Messido, no? A key at don't yanem in yaw. Two crasser their new yaw. Two crasser Nico Michigan. Pinicorres in it, Kuma. To the S when you ye, why when you see it. Pinicorres in it, go, Gilos and to a net, don't lace over a car answer, leave and say. No? Car answer, leave and say, Legusi. Leave and by hand, no? The crash sweater I would general. ကျင့်ပေးထားပါဆိုတဲ့အဲထဲမှာသူပါတယ်ဒီမှာဒါဥလာမဟိုပေါ့သူရဲ့ဒီညာဘက်ကိုသွားရင်အပေါင်းနေအစ္စတန်ဘူလ်ဒီညာဘက်ကိုသွားရင်အပေါင်းနေသူရဲ့ဒီဘက်ကိုလာရင်အစ္စတန်ဘူလ်ဒီအနှုတ်တွေဖြစ်တယ်ပြီးတော့ဝိုင်ဝင်ရိုးမှာလည်းသူ့ရဲ့အပေါ်ကိုသွားရင်အိုက်ဝိုင်တန်ဘူလ်ဒီအပေါင်းတွေဖြစ်ပြီးတော့အောက်ကိုစဉ်းစားလို့ရှိရင်အိုက်ဝိုင်တန်ဘူလ်ဒီအနှုတ်တွေဖြစ်တယ်ဒီဘက်ချမ်းအောင်ကြည့်မယ်ဒီဘက်ချမ်းမှာဆိုရင်ဒါပထမ level စိတ်လို့ခေါ်ရနော် first quadrant ဒီပထမချမ်းမှာဆိုရင်ဒီမှာ x ကလည်းပေါ့ y ကလည်းပေါ့ x ပေါ့ y ပေါ့ဒီပထမ level စိတ်ဒီဒုတိယ level စိတ်ကိုကြည့်ကြည့်အောင်ဒီဘက်ချမ်းမှာဆိုဒီမှာ x ကအနှုတ် y ကအပေါင်းနော်ဒီဘက်ချမ်းမှာနော် x ကအနှုတ် y ကအပေါင်းဖြစ်တယ်ဒီတတိယ level စိတ်ကိုကြည့်ဒီမှာတတိယ level စိတ်မှာကြတော့ x ကအနှုတ် y ကလည်းအနှုတ်နော် x ကအနှုတ် y ကအနှုတ်တော့ဝမ်းလေးမပါဘူးနော်အဲစတုတ္တ level စိတ်ကိုကြည့်ကြည့်ပါဦးဒီမှာဆို x ကလည်းအနှုတ် y ကလည်းအနှုတ်စတုတ္တ level စိတ်ကိုကြည့်ကြည့်ပါဒီရှမ်းမှာဒီမှာဆို x ကအပေါင်း y ကအနှုတ်အဲ့လိုမျိုးလက္ခဏာပါမှတ်တယ်မယ်နော်ဒါက level စိတ်သဘောအဲ့ဒီမှာကိုဆွဲမဲ့ဒီ graph ဒီညမှာ height ကရ3ညနဲ့မညီအောင်နော်ဒါပေမဲ့ height ကရအနှုတ်ဖြစ်ခဲ့ရင်အပေါင်းဖြစ်ခဲ့ရင်ဘယ်လိုဖြစ်မလဲကြည့်အောင်ဒီကရအပေါင်း height ကရအပေါင်းဆိုတော့ဥပမာ y equal to 3 by x လို့ဟာမျိုးပေါ့နော်အဲ့မှာ k တန်ဖိုးအပေါင်း k ရကိန်းစီလေနော်ကြိုက်တဲ့ကဏ္ဍထားဒီလိုမျိုးအပေါင်းဖြစ်သွားပြီဆိုရင်ဒီ x နဲ့ y နဲ့ဟာနှစ်ခုစလုံးအပေါင်းဖြစ်ရမယ်သူကအပေါင်းအပေါင်းနဲ့အပေါင်းနဲ့မြောက်မှဒီအပေါင်းထွက်မယ်လေတကယ်လို့ y ကအနှုတ်ဆိုရင်ရောသူအပေါင်းထွက်ဖို့ x ကလည်းအနှုတ်ဖြစ်ရမယ်အနှုတ်နဲ့မြောက်ရင်သူအပေါင်းဒီပုံစံလေးကြည့်မယ်ဆိုရင်သူကအပေါင်းဆိုရင် k ကအပေါင်းဆိုရင်သူလည်းအပေါင်းအပေါင်းနဲ့မြောက်တော့အပေါင်းဒါမှမဟုတ်သူနှုတ်ဆိုရင်သူကလည်းနှုတ်နဲ့မြောက်ရင်အပေါင်းဒါကြောင့် k ပေါင်းဆိုရင် x နဲ့ y နဲ့ဒီအပေါင်းဖြစ်ရမယ်ဒါမှမဟုတ် x နဲ့ y နဲ့ဒီအနှုတ်ဖြစ်ရမယ်အဲ့ x နဲ့ y နဲ့ဒီအပေါင်းဖြစ်ရမယ်ဆိုတော့ဒီမှာ x နဲ့ y နဲ့ဒီအပေါင်းဖြစ်ရမယ်ဆိုတော့ k ပေါင်းဖြစ်ရင်ဒီပထမ level စိတ်မှာတစ်ခုရှိမယ်နောက်တစ်ခုက x ကော y ကောအနှုတ်ဖြစ်ရမယ်ဆိုတော့ဒီတတိယ level စိတ်မှာရှိတယ်အဲ့တော့ k ပေါင်းဖြစ်မယ်ဆိုရင်x နဲ့ y နဲ့တန်ဖိုးတွေကပထမ level စိတ်နဲ့တတိယ level စိတ်မှာရှိမယ်နော် x နဲ့ y နဲ့တန်ဖိုးကအပေါင်းတန်ဖိုးကပထမမှာရှိမယ် x နဲ့ y နဲ့အနှုတ်တန်ဖိုးကတတိယမှာရှိတယ်အဲ့ဒါက k ပေါ့တကယ်လို့ k ကအနှုတ်ဖြစ်နေရင်ရောသူနှုတ်ဖြစ်နေမယ်သူနှုတ်ဖြစ်နေရင်သူကအပေါင်းဆိုသူကအနှုတ်ပေါ့အပေါင်းနဲ့အနှုတ်နဲ့မြောက်မှာအနှုတ်ထွက်မယ်သူကအနှုတ်ဆိုရင်သူကအပေါင်းအဲ့တော့ x နဲ့ y နဲ့ကတစ်ခုကအပေါင်းတစ်ခုကအနှုတ်အဲ့တော့အပေါင်းတစ်ခုအနှုတ်တစ်ခုနဲ့အနှုတ်တစ်ခုအပေါင်းတစ်ခုဖြစ်ရမယ်နော်ဒါ x ဒါ y သူနဲ့မြောက်ရင်အနှုတ်သူနဲ့မြောက်အနှုတ်ဒါကြောင့် k နှုတ်ဆိုရင် x ကအပေါင်းဆိုရင် y ကအနှုတ် x ကအနှုတ်ဆိုရင် y ကအပေါင်း x ကအပေါင်း y ကအနှုတ်
x ကအပေါင်း y ကအနှုတ်ဆိုရင်ဒီအပေါင်းနှုတ်ကစတုတ္ထလေးပိုင်းစိတ်မှာရဲ့နောက် x ကအနှုတ် y ကအပေါင်း x ကအနှုတ် y ကအပေါင်းဆိုရင်ဒုတိယလေးပိုင်းစိတ်မှာဒီတော့ k အနှုတ်ဖြစ်ရင် x ကအပေါင်း y ကအနှုတ်ဖြစ်ရမယ်ဒါမှသူတို့နှစ်ခုမြောက်ရင်အနှုတ်တော့မှာအပေါင်းအနှုတ်ကစတုတ္ထလေးပိုင်းစိတ်မှာဒါမှမဟုတ် x ကအနှုတ် y ကအပေါင်းအဲ့ဒါကဒုတိယလေးပိုင်းစိတ်မှာရှိတယ်နောက်တစ်ခုအဲ့ x နဲ့ y နဲ့ကပြောင်းပြန်ချိုးကြတယ်ဘာကြောင့်လဲဆိုတော့ x equal to k by y equal to k by x ဒါဆိုရင်သူတို့နှစ်ခုဒီပြောင်းပြန်ချိုးကြတယ်အဲ့လိုပြောင်းပြန်ချိုးကြတော့ x ကကြီးလာလေးလေး y ကငယ်လာလေးလေးပြောင်းပြန်ဆိုတာတစ်ခုကြီးရင်တစ်ခုငယ်တယ်တစ်ခုငယ်ရင်တစ်ခုကြီးတယ်အဲ့တော့ဒီ x ကကြီးလာလေးလေး y ကငယ်လာလေးလေး x ကငယ်လာလေးလေး y ကကြီးလာလေးလေးဖြစ်တယ်နော်